ခုနှစ်သာရမီသူတော်ကောင်းမောင်တို့မင်္ဂလာညချမ်းပါရှင်။ကျွန်မကတော့ဆရာမရွှေပပအောင်မဲဖြစ်ပါတယ်ရှင်။ဒီနေ့မှာတော့ဒီနော် grade 12ဆောင်ပွဲနီးလာပြီလဲဖြစ်ပါတယ်နော်။ဒီပုံမှန်ဆိုရင်တော့ကျွန်မတို့လုံးဝဆိုရင်တော့တက္ကသိုလ်ဝင်ဆောင်ပွဲပေါ့နော်။တက္ကသိုလ်ဝင်ဆောင်ပွဲဆိုတာပုံမှန်ဆိုရင်တော့ဒီ3လပိုင်းနော်3လပိုင်းမှာဆောင်ပွဲဖြည့်ဆိုရတဲ့အချိန်ဖြစ်ပါတယ်။အခုဒီ grade 12ဆောင်ပွဲကိုဖြည့်ဆိုမဲ့ဒီကျောင်းသူကျောင်းသားတွေအတွက်เนาะအဓိကရည်ရွယ်၍ဒီရဲ့ရတရားလေးကိုမျှဝေပေးမှာပဲဖြစ်ပါတယ်ရှင်။တနင်္ဂနွေသားသမီးတွေအားဆိုရင်တော့ဒီတစ္ဆပန်ပေါ့နော်တစ္ဆပန်6ညွန့်ကိုလှူဒန်းပြီးမှမြတ်စွာဘုရားရှင်ကိုဖြစ်ရှင်တဲ့ဆန္ဒတွေနဲ့မဖြစ်ရှင်တဲ့ဆန္ဒတွေကိုတိုင်တယ်ဆုတောင်းပြီးမှဒီရဲ့เนาะဒီရဲ့ပန်းမြတ်မာလာလေးကိုမြတ်စွာဘုရားရှင်ကိုလှူဒန်းရင်းဖြင့်မိမိတို့လူအားစုကိုတောင်းနိုင်ပါတယ်ရှင်။တနင်္လာသားသမီးတွေပေါ့နော်တနင်္လာသားသမီးတွေအားဆိုရင်တော့နှင်းစီပန်း10ဝန်းကိုလှူဒန်းရမှာပဲဖြစ်ပါတယ်ရှင်။အင်္ဂါသားသမီးတွေပေါ့နော်အင်္ဂါသားသမီးတွေဆိုရင်တော့အုံး6ညွန့်နော်အုံး6ညွန့်ကိုမြတ်စွာဘုရားရှင်ကိုလှူဒန်းရင်းဖြင့်မိတို့လူရစုကိုတောင်းနိုင်ပါတယ်ရှင်။သားသမီးတွေအားဆိုရင်တော့ဂန်းကောနော်ဂန်းကောပန်းဂန်းကောအပွင့်လဲရတယ်ဒီဂန်းကောညွန့်လဲရတယ်ပေါ့နော်။အခုချိန်ဆိုတော့ဒီဂန်းကောပန်းလေးတွေပွင့်နေပါပြီနော်အဲ့ဒါမိမိတို့ကိုကြိုက်တဲ့ဒီဂန်းကောပန်းပဲဖြစ်ဖြစ်ဂန်းကောညွန့်ပဲဖြစ်ဖြစ်ဒီ6ညွန့်လှူဒန်းပြီးမှမိမိတို့လူအားစုကိုတောင်းနိုင်ပါတယ်ရှင်ဒီဂျာပရိသားသမီးတွေပေါ့နော်ဂျာပရိသားသမီးတွေအားဆိုရင်တော့နော်ဂျာပရိသားသမီးတွေအားဆိုရင်တော့ဒီဇော်စိန်ပေါ့နော်ဇော်စိန်ရှင်းညွန့်ဟန်ဇော်စိန်နော်ရှင်းညွန့်ကိုလှူဒန်းပြီးမှဒီနော်ကိုလိုလက်စုကိုတောင်းနိုင်ပါတယ်နော်တောက်ချသားသမီးတွေပေါ့တောက်ချသားသမီးတွေအားဆိုရင်တော့ဒီရွက်လာပါနော်ရွက်လာလေးပွင့်နဲ့မယ်မျိုးဆက်ပွင့်ကိုလှူဒန်းပြီးမှမိတို့လူအားစုကိုတောင်းနိုင်ပါတယ်ရှင်ဒီရတရားတွေပြုလုပ်တဲ့အခါမှာဆိုရင်တော့ရတရားဆိုမဲ့လည်းဒီရဲ့နော်ဒီအခုကျွန်မပြောထားတဲ့ဒီပန်းလေးတွေကိုမြတ်စွာဘုရားရှင်ကိုလှူဒန်းရင်းဖြင့်ယုံကြည်လေးနဲ့စွာဆုတောင်းပါနော်မိမိတို့ရဲ့အခက်ခဲများအားလုံးပြပြောက်ပါစေရဲ့လို့ဆုတောင်းတာပို့တောင်းလိုက်ပါတယ်ကျေးဇူးတင်ပါတယ်ရှင်